အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့လေမေမေကစီးပါတဲ့ဟင်းတစ်မျိုးပဲစားရမယ်ပြီးတော့တအိမ်သားလုံးကြိုက်မယ်ငပိရီတိုးစရာလေးလည်းပြင်ဆင်ပြီးပါအောင်ဆိုတော့လေဒီလိုလေးပြင်ဆင်ထားပါတယ်ပထမဦးဆုံးချယ်ရီကငဖယ်ငဆုံလေးတွေကိုဂျင်းထောင်းထားတဲ့အရည်လေးညှစ်ထည့်ပြီးတော့စားနဲ့အရသာမုံလေးထည့်ပြီးတော့ပေါက်ပြီးတော့နေထားတယ်နည်းနည်းလေးမာသွားရင်တော့အခုလိုမျိုးတဲထဲမှာထည့်ပြီးတော့ကြော်ပေးလိုက်ပါမယ်ကြော်ပြီးရင်တော့ပကံတစ်ခုလေးကိုထည့်ထားပြီးတော့ကြံတဲ့စီလေးနဲ့ပဲငရုတ်သီးစီသက်ပါမယ်ရှင်ငဖယ်ငဆုပ်ကိုတော့ချယ်ရီက90ဘူးဝယ်လာလိုက်ပါတယ်90ဘူးဝယ်လို့ရှိရင်ချယ်ရီတို့အိမ်မှာ3-4နှစ်လောက်စားလို့ရပါတယ်ပထမဦးဆုံးငရုတ်သီးကြက်သွန်အဖြူအနေထောင်းထားတာကိုမွေးလာတဲ့ဒီစင်ခွေးတက်ပေးလိုက်ပါမယ်အခုလိုမျိုးလေးရဲလာပြီဆိုရင်တော့ခရမ်းကျင်လေးအစေးထုတ်ထားတာလေးကိုထည့်ပြီးတော့စီသက်ပေးလိုက်ပါမယ်ရှင်အရန်သာကတော့ငပြားရည်စားအသားမုံလေးထည့်ပြီးတော့ခရမ်းကျင်သီးလေးတွေလိမ့်လာတဲ့အထိချော်ပေးလိုက်ပါမယ်ရှင်အခုလိုအနေထားလေးရောက်လာရင်တော့ရေကိုဒီဖန်ခွဲနဲ့2ခွက်လောက်ထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ငရုတ်သီးစိမ့်လေးပါထည့်ပေးလိုက်ပါမယ်ရှင်ရေလေးနာဆူလာရင်တော့ကြော်ထားတဲ့ငဖယ်ကြော်လေးတွေထည့်ပေးလိုက်ပါမယ်ငဖယ်ကြော်လေးကိုတဝက်ပဲကြော်ပါရရှင်တဝက်ကတော့နောက်နေငဖယ်တုပ်လေးတုပ်စားလို့ရအောင်ချိန်တဝက်ချန်ထားလိုက်ပါရရှင်ကဲမမေပြောတဲ့သမီးလိမ္မာလေးကတော့ဥစ္စာဖြိုးစဖိုးကားဆိုတဲ့အတိုင်းမဖြစ်ရအောင်လို့မိဖို့ကြောင့်ထိမ့်ထိမ့်သိမ်းသိမ်းလေးနဲ့တော့ချက်ထားပါရရှင်အားလုံးရောနှစ်သက်ကြလားရှင်ပြီးရင်တော့အရသာအပေါ်ငယ်အမီးပြီးရင်တော့အနံမီလေးအုပ်ပေးလိုက်ပါမယ်ဒါဆိုရင်တော့မမေရောပပရောကြိုက်တဲ့ငဖယ်စုံလေးရပါပြီရှင်ပြီးရင်သူနဲ့တွဲစားဖို့အတွက်ငပိရီချိုးဖို့အတွက်ပြင်ပါအောင်မယ်ငရုတ်သီးစိမ်းကြက်သွန်အဖြူကိုရေလေးထည့်ပြီးတော့အနှဲငယ်လှော်ပေးလိုက်ပါမယ်ခရမ်းကျင်သီးလေးလည်းထည့်လိုက်ပါအောင်ဆိုလို့ထည့်ပြီးတော့လှော်ပေးလိုက်ပါတယ်ပြီးရင်ဒီနေ့လောက်ရပြီဆိုရင်တော့ရပါပြီရှင်ငပိရီချိုးပါမယ်ငပိတစ်ထုပ်အသုံးပြုထားတယ်အယောင်လေးလောက်အောင်လို့စမင်းမုံလေးပါထည့်လိုက်ပါတယ်ငပိရီချိုးတာလေးစံစည်းရည်နဲ့မချိုးလို့ထိပ်ပါအခောက်ခံလိုက်ရသေးရဲ့ရှင်ဆန်စည်းခံမှုကိုမိသွားလို့ပါနော်ဒါနဲ့ရေလေးနဲ့ပဲကြိုလိုက်ရပါတယ်ရှင်ဆွမ်းနာထောင်းထားတဲ့ငရုတ်သီးစိမ့်နဲ့ကိုငပိရေလေးတွေထည့်ပေးလိုက်ပါမယ်ကဲဒါဆိုရင်တော့ငပိရေကြိုးနဲ့တိုးစရာကတော့မြင့်နဲ့ခရမ်းကျူသေးလေးပဲဝယ်လာလိုက်ပါတယ်အခုလိုမျိုးအကုန်ချတက်တာပြီးတော့ထမင်းလဲမိတ်စီမယ်ဟင်းတွဲဆန်လေးတွေကိုချယ်ရီကည9နာရီခွဲမှာအမြဲတမ်းတင်ဆက်ပေးမှာမလို့ဒီ channel လေးကို like and subscribe လေးလုပ်ပြီးတော့အားပေးကြပါအောင်နော်အားလုံးပဲတတာ